မင်္ဂလာပါရှင်မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေဒီနေ့မိမိကဒီနဝရက်ဒီပေါ့နော်နဝရက်9ပါးလက်စွပ်ပေါ့နော်ဒီဟာဘာကြောင့်လူတွေဝစ်ကြတယ်လဲဝယ်ကြတယ်လဲပေါ့နော်ဒီနဝရက်9ပါးရဲ့ကောင်းခြင်းတွေကိုပြပြပြီးတော့မှဖြစ်ပါတယ်ရှင်မိပြက်နေတော့ lighting လေးလည်းကောင်းကောင်းမရဘူးမိဆက်တန်နေလဲစူးနေပါတယ်နည်းနည်းတော့တိခတ်ပြီးတော့နားထောင်ပေးပါရှင်နဝရက်ဆိုတဲ့စကားကကြတော့ဒီနဝယတနာဆိုတဲ့ပါဠိစကားကနေပြီးတော့လာတာပေါ့နော်ယတနာ9ပါးဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီနဝရက်9ပါးမှာပါတယ်အကြောင်းမဲ့ယတနာ9ခုကကြတော့နံပါတ်1ကကြတော့ပလဲပေါ့နော်ပလဲဒါလူတိုင်းသိပါတယ်ရှင်နံပါတ်2ကကြတော့တဏ္ဍာကကြတော့ဒီမင်းတို့ငယ်တော့ကကြတော့မြင်ဘူးပေါ့နော်ငယ်တော့ကကြတော့ဒီရွှေနဲ့စိန်ကိုပဲအဓိကထားပြီးသိခဲ့ကြတာပေါ့နော်နံပါတ်2ကကြတော့တန်တာနံပါတ်3ကကြတော့နီလာကတော့တော်တော်များများသိမယ်လို့ထင်ပါတယ်နီလာဆိုပေမဲ့သူရဲ့ကာလာလေးကအပြရောင်ပေါ့နော်နောက်နံပါတ်4ကတော့အားလုံးသိပြီးသားဖြစ်တဲ့စိန်နောက်နံပါတ်5ကကြတော့ကြောင်ပေါ့နော်ကြောင်နံပါတ်6ကကြတော့မြပါရှင်မြပေါ့နော်အခုခေတ်စားနေတဲ့မြပါနံပါတ်9ကကြတော့ဒီဥတ္တဖျားပေါ့နော်နံပါတ်10ကကြတော့ဒါမင်းတို့အရန်ကြိုက်ကြတဲ့ပထမများပါနောက်နံပါတ်9ကကြတော့ခေါ်မုတ်ပေါ့နော်အဲ့ဒီကြောက်9ခုနဲ့ဒီပေါ့နော်လှုပ်ထားတဲ့9ခုကိုဒါနဝရက်9ပါးလို့ယတနာ9ပါးလို့ခေါ်ပြီးတော့ဒါလက်စွပ်ပေါ့နော်တော်တော်များများတော့လက်စွပ်လုပ်ပြီးတော့ဝစ်ကြတယ်လက်စွပ်ဝစ်ကြတယ်ပေါ့ယတနာ9ပါးမှာသူကတစ်ခုချင်းစီပေါ့နော်ယတနာတစ်ခုချင်းစီမှာဆိုလို့ရှိရင်ကောင်းချိုးတစ်ခုချင်းစီရှိတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်နေနံနဲ့အလိုက်ပေါ့နော်ကြောက်လေးတွေစောင်းပြီးတော့ဝစ်ကြတာရှိတယ်ပေါ့နော်ရွှေလေးတွေကုတ်ပြီးတော့လေအဲ့လိုမျိုးပဲဒီနဝရက်9ပါးယတနာ9ပါးမှာသူ့ရဲ့ဒီပေါ့နော်သက်ဆိုင်ရာဟိုပေါ့နော်အကျိုးဖြစ်ထွန်းစေမဲ့အာဟာလေးတွေရှိတယ်အဲ့ဒါလေးတွေကိုလည်းမင်းပြောပြချင်ပါတယ်ဒီပလဲပေါ့နော်ပလဲဆိုလို့ရှိရင်မင်းဆိုရင်ပလဲဝမ်းဆက်လေးတွေဝေရတာကြိုက်တယ်ပလဲမှာဆိုရင်ဒီစက်တရေရှိခြင်းနောက်လူနဲ့ချစ်ခင်ခြင်းကျမ်းမာခြင်းအန်တရဲ့ကင်းစီခြင်းဆိုတဲ့ဒီပေါ့နော်ဟိုအကျိုးဖြစ်ထွန်းစေမှုလေးတွေရှိတယ်နောက်ပြီးတော့တန်တာကကြတော့နိနန်နဲ့ဆိုရင်အင်္ဂါသားတွေစောင်းတင်တာပေါ့နော်အင်္ဂါနိသားသမီးတွေတန်တာကြောက်ကိုစောင်းပြီးတော့ဝတ်တင်တယ်ဒါပေမဲ့နဝရက်9ပါးမှာဆိုရင်လည်းတန်တာရဲ့ပေါ့နော်ဒီသူ့ရဲ့ဒီအကျိုးဖြစ်ထွန်းစေမှုတွေကတော့အကြီးအကဲဖြစ်ခြင်းနောက်ပြီးတော့ခေါင်းဆောင်ဖြစ်ခြင်းသူတစ်ပါးအကျိုးကိုဆောင်ရွက်နိုင်ခြင်းရန်သူကိုအောင်နိုင်စေခြင်းပေါ့နော်အဲ့ဒီဂုဏ်သက်တည်လေးတွေရှိပါတယ်နီလာပေါ့နော်နီလာကြတော့ဒီသူတစ်ပါးရဲ့မေတ္တာကိုရရှိပြီးတော့ချစ်ခင်မြတ်နိုးမှုကိုရရှိပြီးတော့ဘေးအန္တရာယ်အပေါင်းမှကာကွယ်နိုင်တဲ့ဂုဏ်သက်တည်တွေရှိလို့နီလာကိုလည်းနီလာတစ်မျိုးတည်းပဲဆောင်ကြတယ်လို့ဒီနဝရက်9ပါးနဲ့လည်းဒါဝတ်ဆင်ကြတာတွေ့ရတယ်ပေါ့နော်စိန်ကတော့ဟိုမိခလေးတော်တော်များကြိုက်တာပေါ့နော်စိန်အားကြတော့ဒီဖုံးတကူကြီးခြင်းနဲ့အိမ်အောင်ခိုင်မြဲကစီးပွားလက်လာပါတိုးတက်စေခြင်းဆိုတဲ့အတိတ်နမိတ်ကိုဆောင်ပါတယ်ရှင်နောက်ပြီးတော့ကြောင်အားပေါ့နော်ကြောင်အားကြတော့သူ့ရဲ့နာမည်လေးနဲ့ပါပေါ့လိုက်ဖက်ညီစွာပဲဒီတိတ်ထီပြီးမြောက်ခြင်းအောင်မြင်စေခြင်းတကူရှိစေခြင်းပေါ့နော်အဲ့ဒီဂုဏ်သက်တည်လေးတွေရှိပါတယ်နောက်တစ်ခုကတော့မြပေါ့နော်မြကတော့ဒီနေ့ဒီချိန်ခါမှာအရင်နာမည်ကြီးတယ်ပေါ့နော်မင်္ဂလာပွဲတွေမှာဆိုလို့ရှိရင်လေမြဝမ်းဆက်ကြီးတွေဝတ်ပြီးတော့ဒါမင်္ဂလာယူကြတာကိုလည်းဒါဟိုပေါ့နော်အကုန်လုံးဟိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒီမြရဲ့သဘောတရားမှာကြတော့အေချမ်းခြင်းတောကကင်းဝေးခြင်းစိတ်တည်ငြိမ်စေခြင်းပေါ့နော်အဲ့ဒီဂုဏ်သက်တည်တွေရှိပါတယ်ဥတ္တဖျားကြတော့ဒီကျမ်းမာရေးကောင်းမွန်ခြင်းစိတ်ချမ်းသာခြင်းစီးပွားလက်လာပါကောင်းစေခြင်းဒီလိုဂုဏ်သက်တည်တွေကြောင့်သူပေါ့နော်ဆောင်ကြတယ်နောက်ပထမကတော့ဖုံးတကိုးရှိပြီးတော့ရန်သူအန္တရာယ်မှကာကွယ်နိုင်ခြင်းဆိုတဲ့ဂုဏ်သက်တည်ရှိတယ်ခွန်မိတ်ကတော့ခွန်အားကြီးခြင်းကျမ်းမာခြင်းရန်သူကိုအောင်နိုင်ခြင်းပေါ့နော်ဆိုတော့နဝရက်လက်စွပ်ပေါ့နော်နဝရက်လက်စွပ်မဟုတ်တဲ့တခြားပေါ့နော်လော့ကတ်တွေလည်းဒါပေါ့နော်ဝစ်ကြတာကိုမြင်ဘူးတွေ့ဘူးကြမှာဖြစ်ပါတယ်ဒီနဝရက်လက်စွပ်ကကြတော့ကြက်တရေမင်္ဂလာအပေါင်းနဲ့ပြည်စုံနေဆိုပြီးတော့ဟိုယုံကြည်ပြီးတော့စီရင်လေးရှိတယ်ပေါ့နော်လက်စွပ်ကိုမများဝစ်ကြတယ်ချို့ကြောက်လဲလော့ကတ်လေးတွေဝစ်ကြတယ်ပေါ့နော်ဆိုတော့အခုလိုမျိုးပေါ့နော်ကောင်းကျိုးများစွာနဲ့ပြည့်ညတ်နေတဲ့ဒီနဝရက်9ပါးယတနာ9ပါးပေါ့နော်ယတနာ9ပါးပါဝင်တဲ့
နဝရလက်စုပ်ကိုမြင့်မြင့်ရှိမှာဝယ်ယူအားပေးနိုင်ပါတယ်ရွှေတစ်ချက်နီးပါးပေါ့နော်ရွှေလည်းတစ်ချက်နီးပါးပါတယ်ဒီနဝရ9ပါးလည်းပါတယ်လက်စုပ်ကိုမြင့်မြင့်ရှိမှာ300ကျော်နဲ့ဝယ်ယူအားပေးလို့ရပါတယ်မြင့်မြင့်ရှိမှာတော့ stock ကတော့အများကြီးမရှိဘူးလောလောဆယ်တော့2ကွင်းပေါ့နော်ဒါပေမဲ့အများကြီး order တက်တယ်ဆိုလို့ရှိရင်တော့ဒါလုပ်ပြီးလို့ရပါတယ်ဒါပေမဲ့လောလောဆယ်တော့2ကွင်းရှိပါတယ်မြင့်မြင့်ရှိမှာဝယ်ယူအားပေးလို့ရပါတယ်ဒီနေ့ကတော့ဒီနဝရတဲ့ပေါ့နော်9ပါးယတနာ9ပါးအကြောင်းကိုဘုဟုတုဒအနေနဲ့မျှဝေပြသွားတာဖြစ်ပါတယ်ရှင်မင်းရဲ့ဒီ Facebook page TikTok account နဲ့ဒီ YouTube account တွေမှာပေါ့နော်အမြဲတမ်းဝင်ရအားပေးနေတဲ့customer တွေမင်းရှိမှာဝယ်ယူအားပေးနေတဲ့မင်းရဲ့ customer တွေအကုန်လုံးပေါ့နော်စီးပွားရေးတွေဒီလာတူတက်ကြပါစေအသက်ရှူတိုင်းငွေတွေဝင်ပါစေယတနာပစ္စည်းများလဲအများကြီးဝင်ပါစေဝင်လာပြီးတော့ယတနာပစ္စည်းဥစ္စာများလဲသက်ဆုံးနိုင်ပေါ့နော်စောင့်ရှောက်သွားနိုင်ပါစေလို့မင်းကဆူတောင်းပေးရင်းနဲ့ဒီနေ့ပေါ့နော်sharing လုပ်ပေးတဲ့ဗီဒီယိုလေးကိုဒီမှာပဲရပ်တန့်လိုက်ပါမယ်ရှင်